တဘာဝလောကကြီးမှာငှက်တိုက်တွေကိုတွေ့ဖူးကြမှာပါအဲ့ဒီအတိုက်တွေဟာတေတက်လှပယုံတွေမကပဲငှက်လေးတွေရဲ့အတက်ပညာနဲ့ဇွဲလုံးလကိုလည်းဖော်ပြနေပါတယ်ထူးခြားတာကလက်ဆိုတာမရှိပဲနှုတ်သီးနဲ့ခြေထောက်ကိုပဲအသုံးပြုပြီးအနုစိတ်ဖန်တီးထားတာဖြစ်ပါတယ်ဒီနေ့မှာတော့တရိတ်ဆန်လောကရဲ့အတော်ဆုံးဘိတုကပညာရှင်လို့ခေါ်ရမယ်ပန်းတိန်ငှက်တွေအကြောင်းပြောပြသွားပါမယ်ပန်းတိန်ငှက်တွေဟာအဝါရောင်တောက်တောက်နဲ့လှပတဲ့ငှက်လေးတွေပါသူတို့အတိုက်ဆောက်ရတဲ့အဓိကအကြောင်းရင်းကတော့အဖော်မိဖက်ကိုဆွဲဆောင်ဖို့အတွက်ဖြစ်ပါတယ်အတိုက်ကိုဘလောက်လှလှပပနဲ့ခိုင်ခိုင်မာမာစောင့်နိုင်တယ်လဲဆိုတာပေါ်မူတည်ပြီးအမလေးတွေကရွေးချယ်ကြတာပါဒီငှက်လေးတွေဟာများသောအားဖြင့်ဩဂုတ်လမှာအတိုက်ဆဆောက်ပြီးဖေဖော်ဝါရီလအထိအချိန်ယူတိဆောက်ကြလေ့ရှိပါတယ်သူတို့ရဲ့အတိုက်ဆောက်ပုံကတကယ့်ကိုစနစ်ကျလောက်ပါတယ်ပထမဆုံးမြက်ပင်ရှည်တပင်ကိုယူပြီးတစ်ကွန်ကိုင်မှာခိုင်အောင်ကြော်ခွင်းကနော့ပြုတ်လို့ချီနှောင်ပါတယ်အဲ့ဒီနောက်မှာတော့နှုတ်သီးကိုအသုံးပြုပြီးမြက်ပင်တွေအရွက်တွေအမြစ်တွေကိုတပင်ချင်းစီရက်လို့ကစက်ဝိုင်းပုံစံအခြေခံကိုစတင်ပါတယ်တဖြည်းဖြည်းနဲ့ဘောလုံးပုံတံအတိုက်လေးဖြစ်လာတဲ့အထိအသေးစိတ်ရက်လို့သွားတာပါဒီလိုလက်မပါပဲအနုစိတ်ရက်လုံနိုင်တဲ့သူတို့ရဲ့စွမ်းရည်ဟာတဘာဝတရားရဲ့အံ့ဘွယ်လက်ရတစ်ခုပဲဖြစ်ပါတယ်အတိုက်တစ်ခုပြီးစီးသွားတဲ့အခါတစ်ကွန်ကိုင်းဖျားမှာတွဲလောင်းလေးကျနေတဲ့အတိုက်လှလှလေးတွေဟာပန်းတိန်ငှက်တို့ရဲ့အသက်ပညာကိုတတ်သိပြနေပါတော့တယ်